ဂျပန်တင်းချိုင်းလာဆိုတော့ဂျပန်လိုမှဖြစ်ရော်ရှိစပိန်နဲ့ဂျပန်တင်းချိုင်းကိုသွားမှာကျွန်တော်တငယ်ချင်းတယောက်စောင့်နေတယ်မှာကျွန်တော်စပိန်ရဒီမှာတငယ်ချင်းတယောက်ကိုစောင့်နေတယ်တငယ်ချင်းကထုံးစံအတိုင်းပါနေကြလူပဲမီးပွိုင်နေလို့ခဏစောင့်ဒီမှာ Japanese Cemetery Park ဒါစောင့်ကြားအများကြီးအလုတ်လောက်ကန်နေညီကို3ယောက်ပေါ့အဲညီကိုညီကို3ယောက်မဟုတ်ဟောင်းဂျာမန်ပိုင်ရှင်3ယောက်ကဒီစင်ကာပူမှာရှိတဲ့ကာရာယူကီဆန်လို့ခေါ်တဲ့ဒီပြီးတော့အလုပ်ကိုလုပ်တဲ့ main ကလေးဒီမှာနေမကောင်းဖြစ်ပြီးတော့မှဆုံးတဲ့အချိန်ကြလို့ရှိရင်သူတို့အတွက်မြုပ်နှံမှုအတွက်ဆိုပြီးတော့မှလှူထားတဲ့နေရာအရင်ကဒီနေရာ rubber plantation rubber စိုက်ခင်းနေရာပေါ့အဲ့ဒီမှာအာရာယူကီဆန်လို့ခေါ်တဲ့ဒီဂျပန်မျိုးသမီးတွေဆုံးတဲ့အချိန်ကျမြုပ်ဖို့အတွက်သူတို့ကဒီနေရာကိုလှူခဲ့တာနောက်ပိုင်းတော့ဒီနေရာ expansion uses အများကြီးအသုံးပြုလာတယ်ပြီးဂျပန် community ကလူတွေရောပြီးတော့ဒီဒုတိယကမ္ဘာစစ်မှာဆိုစစ်သားတွေကိုမြုပ်တယ်ဂျပန်ဒီနေရာကို1942နဲ့1945ဝန်းကျင်ပေါ့မြန်မာနိုင်ငံကိုဂျပန်သိမ်းတဲ့အချိန်မှာပဲအဲ့ဒီအချိန်မှာပဲသူတို့လည်းဒီနေရာကိုဂျပန်စစ်သားတွေကိုမြုပ်နှံမှုအတွက်သုံးခဲ့ကြဘူးတဲ့နောက်ပိုင်းမှာတော့စင်ကာပူအစိုးရဒီသူတို့ရဲ့ယဉ်ကျေးမှုအမွေနှစ်နေရာတစ်ခုဖြစ်သတ်မှတ်လိုက်ပြီးတော့ဒီလိုပတ်ညာဖြစ်နေထိမ့်သိမ်းထားတာပေါ့နော်ဂျပန်တင်းချိုင်းလာဆိုတော့ဂျပန်လိုမှဖြစ်ရော်ရှိဒီအခုမြင်နေရတဲ့အမိုးကုန်းနေရာလေးကဗီဒီယိုရိုက်လို့တက်မရိုက်လို့ကောင်းလို့ဒီနေရာကိုအများစုအတက်မလာရကြဒါပေမဲ့ဒီမှာကျွန်တော်ရှင်းတာပြောထားသလိုပဲသမိုင်းနောက်ခံလေးရှိတယ်ဒီမှာ total အုပ်ကူပေါင်း900နေ1000ကြားအထိရှိတယ် Our beloved mother Man Murakami Washi ဒါဂျပန်လိုရေးထားတာဒါကတော့အင်္ဂလိပ်လိုရေးထားတယ်ဖတ်တတ်တယ်ဒီမှာဒီဂျပန်အမျိုးသမီးတွေအများစုပေါ့ခုနပြောတဲ့ကာရာယူကီဆန်နေရပြီးတော့နောက်ပိုင်းဒီဘာသာရေးနဲ့ပတ်သက်လို့ဆိုဖုန်းကြီးတွေစစ်သားတွေ community leader တွေရဲ့အလားကိုဒီမှာကြိုးမြုပ်နှံဒါဒီအရှိတောင်အာရှမှာတော့အကြီးဆုံးဂျပန် cemetery တစ်ခုဒီစက်ကူပန်းတွေပွင့်တဲ့အချိန်ဆိုရင်ဓာတ်ပွင့်ရလို့ကောင်းတယ်ကျွန်တော်လာတဲ့အချိန်ကနည်းနည်းစက်ကူပန်းတွေတိတ်မပွင့်တော့ဒါမဲ့သူကလည်းသူတော့လှပါတယ်ဒီမှာရေးထားတဲ့ကာရာယူကီဆန်စီရီဘိုဒိုင်ကျွန်တော်အတန်းအတွက်ဒီမှာထွက်တယ်ဂျပန်အတန်းအတွက်ဟောဒီမှာရောဒါကတော့ကာရာယူကီဆန်မဟုတ်
ချို့ကလည်းရိုင်းနေနော် ကြာပြီ ကြာပြီ This is an 89သူလည်းပဲကာရာဂျူကီဆန်မယ်သူကနာဂါစကီမှာမွေးတာဟုတ်တယ်ကဲရွာအမေနဲ့အမျိုးတွေတော့ကျွန်တော်ဒီ Japanese Cemetery Park ကိုပြပြီးသွားပြီဒါဒီလိုသမိုင်းကြောင်းလေးရှိရဲဆိုတော့ကဲကျွန်တော်လည်းသမိုင်းကြောင်းသိလို့မဟုတ်ဘူးဒီတိုင်းပဲ sharing လုပ်တာကဲနောက်နေ့မှာတခြားဘူးတွေနဲ့ကျွန်တော်ထပ်ပြန်လာရမယ်ခုတော့ပြန်လာအောင်မယ်ဗျာSee you in next video. Thank you.